ဘောကလည်းပိုင်းဆရာကြီးလိုတော့ထင်နေကြပဲဒါပေမဲ့ဘယ်နှမှာဆရာကြီးလဲဆိုရင်တော်လဲလုတ်တဲ့နေရာမှာဆရာကြီးတခါလေတော်လဲလုတ်တဲ့ဟာတွေကလည်းမှန်ကန်သွားတယ်။ဆိုကြည့်လိုက်ကိုယ့်ဘက်ကတော်လဲစင်ရချုပ်လိုက်တာ၃ယောက်လုံးမိသွားပြီးတော့အဲ့ဒီလေးနဲ့မှာလူချမ်းပတ်ကြမ်းပြလိုက်တယ်။ဖိုင်နီလည်းပြစ်မလို့ဘူးအင်ဂျင်လာလည်းပြစ်မလို့ဘူး enemy အကုန်လုံးကိုရိုက်ပြလိုက်တယ်။ enemy maximum ကိုဆိုလို့ရှိရင်ကြည့်လိုက် by 1 တီးပြတယ်။အင်ဂျင်လာဝင်ပူးထားလဲမင်းလာငါလာမေးမေးပြီးရိုက်တော်လဲနေရာမှာတော်တယ်စပက်တော့ရသွားတယ်။ကိုရီးယားကျမ်းပြီဆိုရင်လည်းအသေးလဲကျန်တာလွဲပြီဆိုရင်လည်းအသေးလဲလွဲကိုရီးဘက်ကမိတ်ကတလွဲစိတ်ရစကွက်ကမိတ်ကမမြင်လားတော့၄ယောက်ကြတဲ့ပြေးပြီဆရာကြီးတလွဲစိတ်ရစကွက်ကဆိုတလွဲစိတ်ရစကွက်ကဒီကလေးတလွဲစိတ်ရစကွက်ကပါနော်တလွဲစိတ်ရစကွက်ကမိတ်ကဘယ်သူလဲဆိုလို့ရှိရင်နာမည်ကဖတ်ကြည့်လိုက်တော့ဒီဘွဲမှာလည်းအရင်ကျန်းတယ်လို့ထင်နေမှာဆိုဆယ်ဘွဲမှာတဘွဲမှာကျန်းတဲ့ဗီဒီယိုလေးပေါ့နော်အဲ့လိုကောက်တင်ရတာအရင်ကျန်းတဲ့ထင်နေမှာဆိုဩကလရရှိရဲအရင်လည်းမကျန်းတတ်ဘူးတလွဲလောက်တဲ့အခွဲတက်တက်ကိုရှိရအဲ့ဒါဆိုရင်တော့ဘယ်သူလဲဆိုရင်ကျွန်တော်တို့စုကွက်ပဲဒါကတော့တမင်တက်တက်ကြွားခြင်းလို့ကိုစားရရသားအကြောင်းကြွားတာကွာကြည်ကျင်လည်းကြည်မကြည်ကျင်လည်းကြော်သွားမကြော်သွားရင်ကြော်သွားတမင်စား